တဲ့နေရာမှာပွားရမှာလဲလို့ဆိုတော့တိဋ္ဌံစရံနိတိနောဝတရားနောယာဝတ္တဝိတမိတ်တော်ဣဒံတတေအဋ္ဌိယဗြဟ္မမေတံဝိဟာရမိဓမ္မဟုဆိုဟောဒီစကားနဲ့တိဋ္ဌံဆိုတာမတည့်ရနေရင်လည်းပဲမေတ္တာပွားပါသမင်းချက်အင်းချက်မတည့်ရပြီးတော့ဟင်းမွေနေတဲ့အချိန်မှာလည်းမေတ္တာပွားပါမတည့်ရပြီးတော့အလုံးလုံးနေတဲ့အချိန်မှာလည်းမေတ္တာပွားပါဒီလိုဆိုလို့စရံဆိုတာလမ်းလျှောက်နေတဲ့အချိန်မှာလည်းပဲကားမောင်းပြီးသွားနေတဲ့အချိန်ပဲဖြစ်စေလမ်းလျှောက်နေတဲ့အချိန်ပဲဖြစ်စေစိတ်ထဲကဟောဒီမေတ္တာနှလုံးသားဖြစ်ပေါ်နေအောင်ကြိုးစားပါနိသိဏဒီထိုင်ပေါ်မှာထိုင်နေတာပဲဖြစ်စေအိမ်မှာထိုင်နေတဲ့အချိန်မှာပဲဖြစ်စေကားပေါ်ထိုင်နေတဲ့အချိန်ပဲဖြစ်စေအဲ့လိုထိုင်နေတဲ့အချိန်မှာလည်းပဲမေတ္တာဘာဝနာပွားများအထောက်ပါတရားနောယာဝတ္တဝိတမိတ်တော်အဲ့ရတဲ့လင်းလျောင်းလာပြီးအိတ်မပြောသေးဘူးအိတ်ရှင်စိတ်မရှိသေးဘူးဆိုလို့ရှိရင်လေမအိတ်ရှင်လေးတဲ့များကာလပတ်လုံးမေတ္တာဘာဝနာပွားပါလို့ဒီလိုဆိုလိုတာပေါ့ဣဒံတတေအဋ္ဌိယအဲ့ဒီမေတ္တာဆိုတဲ့တတိတရားကိုကိုယ်တဏ္ဍာကိုယ်စိတ်ထဲမှာအခိုင်အမာတည်ဆောက်ပါတဲ့ဒီလိုအခိုင်အမာတည်ဆောက်ရမယ်မြတ်စွာဘုရားဒီလိုဟောအဲ့ဒါလိုအခိုင်အမာတည်ဆောက်ပြီးတော့မေတ္တာဖြင့်နေတဲ့နေထိုင်ခြင်းကိုဓမ္မဝိဟာရမြင့်မြတ်တဲ့နေထိုင်ခြင်းလို့ဆိုပါတယ်ကိုနေတဲ့အချိန်တခြားနည်းတွေနဲ့နေတာဟာမြင့်မြတ်တဲ့နေထိုင်ခြင်းမဟုတ်သေးဘူးမေတ္တာဘာဝနာနဲ့နေပြီဆိုရင်ဒီအနေထိုင်ဟာကိုယ့်အတွက်တန်ဖိုးရှိဆုံးချီးမွမ်းဖွယ်အကောင်းဆုံးအမြင့်မြတ်ဆုံးအကောင်းဆုံးသောနေခြင်းဖြင့်နေထိုင်ခြင်းပဲဖြစ်တယ်။ဒါကြောင့်ဓမ္မဝိဟာရကိုအင်္ဂလိပ်လိုပြန်တဲ့အခါ noble abode လို့ပြန်တယ်နော်။အမြတ်ဆုံးသောနေထိုင်မှုပဲမြင့်မြတ်တဲ့နေထိုင်မှုအကောင်းဆုံးနေထိုင်မှုနဲ့နေတာ။အေးတို့တွေဒီစကားကိုကြည့်ပြီးတော့လေးစင်တဲ့အမြတ်တို့နေတဲ့အခါဓမ္မဝိဟာရလို့ခေါ်တယ်မြင့်မြတ်တဲ့နေထိုင်မှုနဲ့နေထိုင်မှုတို့တွေဒီနေ့တစ်ချိန်မှာချိန်ရသလောက်ကြိုးစားအထောက်ကြရမယ်လို့စိတ်ထဲမှာလို့နှလုံးသွင်းဖို့လိုအပ်တယ်ပေါ့ဓမ္မမေတ္တဝိဟာရမိဓမ္မပြီးတဲ့အခါကျတော့မြတ်စွာဘုရားကဒါကမေတ္တာဘာဝနာပွားများလို့သမာဓိစွမ်းအားတွေရလာပြီဆိုရင်နောက်ဆုံးမှာဓမ္မပြည်ထီအောင်ရောက်နိုင်တယ်ပေါ့သို့တော့ဒီဘဝမှာတဏှာဝုကလွတ်အောင်လုပ်ဖို့ကြတဲ့အခါကျတော့မေတ္တာဘာဝနာပွားတယ်ဆိုတာတရားတွေပေါ်မှာအာယုစိုက်ပြီးတော့ပွားတာအဲ့ဒါလို့တရားတွေပေါ်မှာအာယုစိုက်ပွားတာဖြစ်တော့ကြောင့်တရားဆိုတဲ့အယူဆတစ်ခုခေါင်းထဲမှာဆွဲသွားနိုင်တယ်ပေါ့ဆွဲသွားလို့ရှိရင်တရားဆိုတဲ့အယူဆဟာဒီဝိပဿနာဉာဏ်နဲ့ကြည့်တဲ့အခါမှာတရားဆိုတာမရှိဘူးယုံနဲ့နှမျိုးပဲရှိတယ်။ဒါကြောင့်မလို့တရားဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုမရောက်အောင်ကြိုးစားအထောက်အမယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်။မေတ္တာဘာဝနာပွားပြီးတော့ထိုမေတ္တာကိုအခြေခံပြီးတော့ဝိပဿနာပွားတဲ့အခါဒိဋ္ဌိစအနုပကမ္မတရားရှိတယ်ဆိုတဲ့မှားယွင်းတဲ့အမြင်လို့မရောက်သွားစေနဲ့တဲ့တရားဆိုတာမရှိဘူးယုတ်တရားနဲ့တရားနှမျိုးသာရှိတယ်သီလဝါကိုကျင့်တရားကောင်းအောင်လုပ်ရမယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုမေတ္တာအခြေခံပြီးကျင့်မယ်ဆိုလို့ရှိရင်သီလဝါကိုကျင့်တရားကောင်းအောင်ရင်လို့ကိုကျင့်တရားကောင်းအောင်လုပ်ပြီးတော့သီလဝိတ္တုဆိုတဲ့သီလစင်ကြယ်မှုပေါ်မှာအခြေခံပြီးတော့ယုံနာဓမ္မသင်္ခါရတွေကိုရှုမြင်သုံးသပ်ခြင်းဖြင့်တရားဆိုတဲ့အယူဆတစ်ခုမရောက်စေပဲနဲ့တတ္တနေနတမ္ပန္နောမှန်ကန်တဲ့အမြင်တစ်ခုမြင်ရမယ်ယုတ်တရားတသက်တာဖြစ်တယ်နန္တရားတသက်တာဖြစ်တယ်တရားဆိုတာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးဆိုတဲ့ဒီမှန်ကန်တဲ့ဉာဏ်အမြင်တစ်ခုနဲ့ပြည့်စုံအောင်ကြိုးစားပါဒါကိုဆိုလို့တယ်ဒိဋ္ဌိစနုပေကမ္မသီလဝါတတ္တနေနတမ္ပန္နောတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုကျင့်သီလဒီဝပြီးတဲ့အခါမှာမှားရတဲ့အမြင်တစ်ခုဖယ်ရှားလိုက်ပြီးတော့သောတပတိလက်ညံနဲ့ပြည့်စုံသွားပြီနိဗ္ဗာန်ကိုမြင်ပြီဆိုလို့ရှိရင်တတ္တနေနတမ္ပန္နောသောတပန်ဖြစ်သွားတာကိုပြောတယ်
တိလဝါဒတရေနာတမ္ပန္နောကာမေတုဝိနေယခေတံတစ်ဆင့်တိုးတဲ့အထုတ်ဖို့ရကြတော့ကောင်းကောင်းအာယုန်ဒီပေါ်မှာတွေ့တာတက်မဲ့တဲ့တဏှာကိုဖယ်ရှားနိုင်ရမယ်။မျက်စိကမြင်တဲ့အာယုန်၊နားကကြားတဲ့အသံအာယုန်၊နှာခေါင်းကလမ်းရှူရတဲ့အနံ့အာယုန်၊လျှာနဲ့လျက်ရတဲ့အရသာအာယုန်၊ခန္ဓာနဲ့ထိတွေ့ရတဲ့ထိတွေ့အာယုန်၊စိတ်ကူးကြံစည်ရတဲ့အာယုန်ဆိုတဲ့ဒီကာမဆိုတဲ့လူချင်းစရာအာယုန်တွေပေါ်မှာခေတ္တဆိုတဲ့မေမောမှုကိုဖယ်ရှားပြစ်ပါအဲ့ဒါကဘာကိုဆိုလိုတာတော့ဆိုရင်တဂရကအနာကအဆင့်ထိအောင်ရောက်အောင်ကျင့်ကြံကြိုးကိုအားထုတ်ပါလို့ဒီလိုဆိုလိုတယ်နောက်ဆုံးမှာအာဟိသာတုခဗ္ဗတေယပုဏ္ဏရေတိကာမဂုဏ်အာယုန်ဒီပေါ်မှာလောဘကိုဖယ်ရှားနိုင်ပြီးတော့နောက်ဆုံးမှာကြံတဲ့ကိလေသာတွေကိုဖယ်ရှားလိုက်တဲ့အခါကိလေသာတွေအလုံးဖယ်လိုက်တဲ့ချိန်ကံတွေဟာအကျိုးမပေးနိုင်တော့သည့်အတွက်ကြောင့်ရှိတဲ့ကံတွေဟာအစွမ်းအစမရှိတော့လို့ကံတရားတွေလည်းကုန်ဆုံးသွားလို့နောက်ဆုံးမှာတဏှာထဲမှာပြန်ပြီးမွေးဖွားတော့မှမဟုတ်တော့ဘူးဘယ်တော့မှမိခင်ဝမ်းထဲမှာပြန်ရောက်တော့မှမဟုတ်ဘူးနာဟိဇာတုခဗ္ဗတေယပုဏ္ဏရေတိဘယ်တော့မှပြန်မရောက်တော့ဘူးဆိုတဲ့ယဟန္တာပုဂ္ဂိုလ်ဖြစ်သူရောက်ရှိသွားနိုင်ပါတယ်မေတ္တာအခြေခံပြီးတော့ဝိပဿနာတရားကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်သောတာပန်ဖြစ်မဲ့သဂရဂံဖြစ်မဲ့အနာဂံဖြစ်မဲ့နောက်ဆုံးယဟန္တာဖြစ်ပြီးတော့တဏှာဝဆင်းကလွတ်ကင်းသွားနိုင်တယ်လို့ဟောတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကမေတ္တာသုတ်ပရိတရားတော်မှာရှင်းလင်းဟောကြားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့မိမိတို့ရဲ့ယင်တဲ့နှလုံးသားထဲမှာမေတ္တာတရားကိုတည်ဆောက်ခြင်းဖြင့်အမုန်းတရားကိုဖယ်ရှားပြီးထိုမေတ္တာကိုအခြေခံတဲ့ဝိပဿနာဉာဏ်ဖြင့်ကျင့်ကြံကြိုးကိုအားထုတ်ကြမယ်ဆိုရင်ခိုင်မာတဲ့မြင့်မြတ်တဲ့သောတာပန်တဂရဂံအနာဂံယဟန္တာပုဂ္ဂိုလ်ဘဝရောက်ရှိပြီးနောက်ဆုံးမှာတဏှာဝဆင်းကလွတ်ကင်းအောင်တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း